ဖူးခက်ကိုတော့ဘန်ကောက်ကနေ express ကားကြီးတွေနဲ့သွားလို့ရပါတယ်ထိုင်းနိုင်ငံရဲ့တခြားသောမြို့တွေကနေလည်းဖူးခက်ကိုသွားတဲ့ကားတချို့ရှိပါတယ်မြို့တိုင်းကနေတော့ဖူးခက်ကိုမရောက်နိုင်ပါဘူးကိုနေတဲ့မြို့နဲ့နီးစပ်ရာကားဝင်းတွေမှာစုံစမ်းကြည့်နိုင်ပါတယ်ဘန်ကောက်ကနေဖူးခက်ကားကတော့ဘတ်900ကနေ1000ဝန်းကျင်လောက်ရှိပါတယ်ဖူးခက်ကိုဘန်ကောက်ကနေလေယာဉ်နဲ့လည်းသွားလို့ရပါတယ်ဘန်ကောက်တူနာဘူမီလေဆိပ်ကနေရောဒေါ်မောင်လေဆိပ်ကနေပါဖူးခက်ကိုသွားတဲ့လေယာဉ်တွေရှိပါတယ်တနေ့ကိုခီးစဉ်ပေါင်း20လောက်ရှိပါတယ်ဘန်ကောက်ကနေဖူးခက်ကိုလေယာဉ်ကအနည်းဆုံးဘတ်1000ဝန်းကျင်လောက်ကစပြီးတော့ရှိပါမယ်ဘန်ကောက်ကနေသွားတာအပြင်ချင်းမိုင်ပတ္တရားတို့လိုတချို့မြို့တွေကနေလည်းဖူးခက်ကိုသွားတဲ့လေယာဉ်တချို့ရှိပါသေးတယ်ဒါအပြင်ဖူးခက်လေဆိပ်ကနိုင်ငံတကာလေဆိပ်ဖြစ်တာမို့လို့ဘန်ကောက်ကိုမဝင်ဘဲနဲ့နိုင်ငံခြားကနေဖူးခက်ကိုတခါတည်းတန်းပြီးတော့လဲသွားခြင်းရင်သွားလို့ရပါသေးတယ်မြန်မာနိုင်ငံကနေဆိုရင်လည်းဖူးခက်ကိုဓာတ်ရိုက်ပြေးဆွဲပေးနေတဲ့လေကြောင်းလိုင်းတွေရှိပါတယ်ဖူးခက်ကိုယထာနဲ့သွားလို့ရလားဆိုရင်တော့ယထာနဲ့သွားလို့မရပါဘူးဖူးခက်မှာယထာပူရာယုံမရှိပါဘူး